ရှင်ပင်နေဟင်္ဂလာအရှင်တဲမို့ဟင်္ဂလာရှင်ပင်နေနှောက်နေတာဒီမှာပါရှင်ဟင်္ဂလာရှင်နေပါဒါရီကအနာတော့ရိုင်းနေသူ့အရှင်တဲပြီးသွားလို့ရှင်ရတော့လို့စားလို့ကောင်းတာသူကကျတော့လေစံစေးရီလေးနဲ့ထမင်းလေးတစ်စီးနှစ်စီးလေးနဲ့သူ့အရှင်တဲလို့စားကောင်းတာအဲ့ဒါကိုပါလေငပိလိမ္မာချက်ကလေးနဲ့ဟင်္ဂလာရှင်လေးကိုမြုပ်စားလို့ရှင်မတရားမိန်တာအဲ့ဒါကိုမှလေစက်သားကြော်ငါးကြော်လေးနဲ့ဆိုလို့ရှင်လို့စားကောင်းတာဒါဒလီပေါင်းနေတာစေးလည်းမဖြန်းဘူးရေလည်းမသွင်းဘူးအစာလည်းမကျွေးဘူးတမီးတို့အိမ်ရဲ့ခေါင်းရင်းကလက်ကွက်ကြီးမှာအများကြီးရပေါက်နေတာ organic ပင်နေတမီးတို့စားကြလို့ဆိုရင်စားကြလို့ရှိရင်တမီးတို့ကနှုတ်ပြီးတော့အရှင်တယ်ပြီးစားတာဒီမှာပါအများကြီးပါရှင်ဟင်္ဂလာဒါဟင်တမျိုးဖြစ်တယ်